ကဲချစ်စရာကာတွန်းစပတ်လေးထွက်ပါပြီရှင်ရောင်းသူတိုင်းလဲလေရောင်းသူတိုင်းလဲလုံးဝကုန်မလေးအမျက်ကြံတယ်ဝတ်သူတိုင်းလဲကြိုက်တယ်ကာတွန်းစပတ်လေးပါရှင်မင်းကိုလေကာတွန်းမထုတ်ဘူးလားဆိုပြီးတော့မင်းနေကြတဲ့အမတွေအတွက်ဒီရက်ပိုင်းရောကာတွန်းစင်တွေတောက်လျှောက်လာမယ်ဘာဖြစ်လို့လဲဆိုပြန်ရောင်းတဲ့အမတွေလဲလေလုံးဝကုန်မအဆင်ပြေတဲ့ဒဇုံကိုလေမမတို့ရေအမျက်3000ကနေပြီးတော့အမျက်9000ဒီပါတိကိုကြံအောင်လို့မင်းချုပ်ပေးရပါတယ်ရှင်ကဲချီယာကာတွန်းစပတ်နေရလေမမတို့ရေပေါင်ချိန်100ကနေပြီးတော့ပေါင်ချိန်145 150အေးစစ်စစ်ဝလို့ရခွာချက်မှာတင်ချက်မှာကြောက်တဲ့မမတွေလုံးဝစိတ်ပူစရာမလို့ဒီပုံလေးဆိုလို့ရှိရင်လည်းလုံးဝကိုမှချစ်စရာပုံစံလေးထုတ်လုပ်ပေးထားတယ်ကော်လန်လေးကနှစ်ဖက်ကော်လန်အရှောနှစ်ဖက်ကလေးနဲ့ထုတ်ပေးထားတယ်ဒီမှာကြည့်လုံးဝနော်အကားပုံစံလေးနော်ဒီမှာဘောင်းမီဆိုလို့ရှိရင်လည်းတရေကျိုးဆိုလို့ရှိရင်လည်းလုံးဝကိုမှလေခြောင်ကလောင်ကြည့်အောင်လို့မင်းတို့ထုတ်ပေးထားပဲချက်ချင်းတင်းချင်းလုံးဝမရှိပါဘူးကာလာလိုင်းလေးကတော့6ရောင်လိုင်းဈေးလေးကတော့မမတို့ပြားသက်ကားထက်ချိုတဲ့ဈေးလေးကဲမမတို့တစ်ထေကိုမှ14000နဲ့မှ900ကျပ်နဲ့မင်းကိုဒီလို3တဲ့တစီအရှောင်မရွေး3တဲ့တစီယူုံနဲ့14500ကျပ်နဲ့မင်းပေးသွားပါတယ်ကဲမမတို့ဝယ်ဝတ်တာပဲဖြစ်ဖြစ်မင်းကိုပြန်ရောင်းချင်တာပဲဖြစ်ဖြစ်3တဲ့အနည်းဆုံးလေးတစီတော့ယူပေးပါနော်တစ်ထည်ကိုမှ14500ကျပ်နဲ့မင်းတို့3နေရာနေစပြီးတော့ရောင်းပေးရပါတယ်ကာလာလိုင်းလေးတွေကတော့လုံးဝကိုမှပယ်အောင်မရှိပါဘူးကဲပြန်ရောင်းမဲ့အမတွေရဲ့အတွက်ကတော့ရာဈေးတည်တန့်ရှိပါတယ်ရှင်မမတို့ကနေပြီးတော့စိုက်နှစ်သက်ပြီဆိုလို့ရှိရင်တော့မင်းရဲ့ Viber နံပါတ်ဖြစ်တဲ့8386133954ခု district Viber လေးတွေကနေပြီးတော့လဲဆက်သွယ်မှယူအားပေးနိုင်ပါတယ်ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါကြံမြို့များမင်းကိုငွေကြိုလဲစနစ်ပြဝယ်ယူအားပေးလို့ရပါတယ်ရှင်ကာလာလိုင်းလေးတွေကတော့အနောက်မှာပြထားတဲ့6ရောင်လိုင်းရှိပါတယ်ရှင်ပုံလေးကတော့2ပုံထွက်ပါတယ်မြင်ဝတ်ပြထားတဲ့ပုံလေးရဲ့အနောက်ကပုံလေးရဲ့ဆိုပြီးတော့2ပုံထွက်ပါတယ်ရှင်ကဲမမတို့ရေအမြန်ဆုံးလေးလာဝင်မှာစိတ်ချရမယ်နော်